ဒီနေ့ညမနက်အစောပိုင်းမှာတော့ပရီးမီးယားလိပွဲစဉ်တွေကစားဖို့ရှိနေပါတယ်။ပရီးမီးယားလိထုံးစံတိုင်းနှစ်သိကူကာလမှာပွဲချက်တွေကိုရင်ဆိုင်ကစားသွားမှာဖြစ်ပါတယ်။ဒီညကစားမဲ့ပွဲစဉ်တွေထဲမှာအမှတ်ပေးစရာကိုအပြောင်းလဲဖြစ်သွားစေနိုင်တဲ့အာဆင်နယ်နဲ့ဗီလာအသင်းရဲ့ပွဲစဉ်နဲ့ပါဝင်နေပါတယ်။ဒီပွဲစဉ်ဟာတကယ်တော့အမှတ်ပေးစရာကိုအပြောင်းလဲဖြစ်စေုံသာမကဆန်ရင်တစ်ခုကျိုးပြရမယ့်ပွဲလို့ပြောမှာပါ။ဘာကြောင့်လဲဆိုတော့အာဆင်နယ်အသင်းဟာဒီဟာဒီပရီးမီးယားလိမှာအိမ်ကွင်းရှုံးပွဲလုံးဝမရှိသလိုနောက်ဆုံးကစားထားတဲ့ပြိုင်ပွဲစုံ၅ပွဲမှာနိုင်ပွဲဆက်ထားတဲ့အသင်းဖြစ်ပါတယ်။ဒီဘက်ကဗီလာအသင်းကတော့နောက်ဆုံးကစားကားတဲ့ဆက်လက်ပွဲဆက်နိုင်ပွဲရရှိထားပြီးသူတို့ရဲ့1964ခုနှစ်ကတင်ရှိထားတဲ့စံတွေကိုလိုက်မိနိုင်ခဲ့တာပါပထမအကျော်ထင်းတဲ့တွေးဆုံမှုမှာလည်းဗီလာအသင်းကသူတို့ရဲ့အိမ်ခွဲမှာအာဆင်နယ်အသင်းကို2ဂိုးနဲ့အနိုင်ရရှိထားတာပါလက်ရှိမှာအာဆင်နယ်နဲ့ဗီလာအသင်းတို့ရဲ့အကြားရမှတ်ကွာမှုက3မှတ်သာရှိတာကြောင့်အာဆင်နယ်အနေနဲ့ဒီပွဲစဉ်မှာရှုံးနေခဲ့မယ်ဆိုရင်အမပေးစရာအပြောင်းလဲတွေဖြစ်သွားနိုင်ပါတယ်ဒါကြောင့်အာဆင်နယ်အသင်းအနေနဲ့အိမ်ခွဲနိုင်ပွဲဆက်မှုရပ်တန့်သွားမလားဗီလာအသင်းရဲ့နိုင်ပွဲဆက်မှုရပ်တန့်သွားမလားဆိုတာစောင့်ကြည့်သားမယ်ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီအာဆင်နယ်အသင်းအိမ်ကွင်းမှာထိတဲ့တွေးဆုံစဉ်တုန်းကတဖက်တကူစီတေကြားခဲ့သလိုတရားဒီကျော်ကလည်းအာဆင်နယ်အသင်းဟာသူတို့ရဲ့အိမ်ကွင်းမှာဗီလာအသင်းကို2စီးနဲ့ရှုံးနေထားခဲ့တာပါဒီပွဲက6မှတ်တန်တဲ့ပွဲဖြစ်ပြီးအာဆင်နယ်အသင်းနဲ့အနိုင်ရခဲ့မယ်ဆိုရင်သူတို့ရဲ့ချန်ပီယံပြိုင်ပွဲဖြစ်တဲ့ဗီလာအသင်းကို6မှတ်ထိဖြတ်သွားနိုင်မှာဆိုဖြစ်သလိုရှုံးနေခဲ့မယ်ဆိုရင်လည်းဗီလာအသင်းနဲ့အမှတ်တူပြီးမန်စီးတီးသာအနိုင်ရခဲ့ရင်ဒုတိယနေရာကိုဆင်းပေးရမှာမဟုတ်အင်ရှင်အာဆင်နယ်အသင်းနဲ့လည်းအရေးကြီးပါတယ်ဆိုတော့စံချိန်တစ်ခုခုကျိုးရမယ့်ပွဲမှာဘယ်အသင်းကရလက်ကောင်ဆက်လက်ရရှိသွားမလဲဆိုတာကတော့ကျွန်တော်တို့ဒီနေ့ညမှာဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်Export ကနေတင်ဆက်ပေးနေပါတယ်ကျွန်တော်ကတော့အောင်ခန့်ပါ